မိန်းမတွေများများရေးစားဖို့အောင်မှာဗျာကော်ဖီဆိုင်ထိုင်ပြီးတော့စကားပြောရလေအတောင်အောင်ထွက်ဘူးဗျလူချင်းဖူးထိုင်တာတော့ဗျာသူ့အတန်ကမနဲ့ကိုနားထောင်ရတယ်ဗျစိတ်ထဲမှာတွေးတယ်နူးညံ့လိုက်တာအေးတွေပဲတောက်တော့ကော်ဖီပဲတောက်တော့ဗျသူကတဝက်ပဲကုန်တာဗျမစိုးဘူးအစားတောက်လဲနဲရှာတာပေါ့နော်လမ်းသွားရင်အမလီကောင်းတဲ့များကြလို့ရင်ပတ်လေးဖိထားတာကြောက်တဲ့သူလေးပါလားပေါ့ဘော်လီကလည်းကိုယ့်ထက်သေးတယ်လေအတက်ကလည်းငယ်တော့ဘလို့အခြေမျိုးမှာပဲဖြစ်ဖြစ်အားနဲ့သူလေးပါပေါ့နော်စကားနံလေးကဝက်တဲ့ဗျမျက်လုံးကြီးအောင်သူကရှင်မကြည့်ရဘူးဗျဖះတွေပဲတက်ရင်ကိုယ့်ဖက်လေးကိုကိုင်းကိုနဲ့တရက်များမတွေ့တော့လေမျက်ရည်လေးကျပြီးမလေးချစ်တက်လိုက်တာပေါ့ဒီလိုနဲ့ပဲလက်ထပ်လိုက်ကြတာပေါ့ဗျာလက်ထပ်ပြီးတနေ့တည်းကြာတဲ့အခါကျတော့အဲ့သူ့ရဲ့အတန်ကလေမိုက်မလူဗျအိမ်တွေကလှမ်းပြောရတော့လက်ထိတ်ကလက်ဖိတ်ဆိုင်အောင်ကြားတယ်ဗျာအစားတော့ဆိုကိုကမစားသေးဘူးသူကနောက်တစ်ဝက်မှာပြီးပြီလမ်းသွားလို့သူ့နောက်ကကားမြခွန်တီလို့ကတော့ဟဲဖေရိုးမတော့ကြောင်မကြောင်နေနေဟာဘာပြောစုံနေတာပဲဗျာဆဲတော့တာပဲဗျာသူများဟိုခီးရတော့ပြန်လာလို့ကြိုပြောလူကအားရမဟုတ်ဘူးဘာညာပေါ့ဗျာစွဟောက်တော့တာပဲဗျာအဲ့ဒါကြောင့်ပြောတာယောက်ျားတွေကလေအခွန်လာတယ်ဆိုပြီးတော့အတီးကိုအယမ်းမစားနဲ့လို့အထဲမှာလည်းပလဲနေတယ်လို့ပေါ့ယောက်ျားတွေဘဝလေစူးပေါ်ဖတ်ကြလဲစူးပဲကျူတာဖတ်ပေါ်စူးကြတော့လဲစူးပဲကျူတာပါပဲဗျာအဲ့ဒါကိုတိဖို့နော်ယောက်ျားလေး